ဒီရှင်းလို့ဒီနေ့ဟင်းလေးချက်ပါမယ်နော်ဒီနေ့ရဲ့ main menu လေးကတော့ဆန်မွန်ငါးလေးပါမီဆိုနဲ့မီဆိုနဲ့တိတ်ထားတဲ့ဆန်မွန်ငါးလေးအဲ့နော်နဲ့ဆက်ပြီးမယ်နော်ခဏလေးဒါလေးဒီမှာဒီဆန်မွန်ငါးလေးကိုกินပါမယ်မီဆိုလေးဒီအဖြူအောင်လေးနေတာမီဆိုလေးပြီလားပြီးကြရင်ပါဝင်ပစ္စည်းလေးကတော့ဒီဘက်ကြည့်ပါရှင်နည်းလို့ကြက်သွန်နီထဲမယ်ပြီးကြရင်အမိုလေးထဲမယ်ပြီးကြရင်ဒီခက်မွေးဆိုင်ကတော့ olive oil ရယ်နည်းလို့ဒီ black paper လေးရယ် black paper ရယ်အမှတရုပ်စာနဲ့စားတဲ့အချုံမုံရောဟားဟာလေးပေါ့နော်အားလေးထည့်ပါမယ်ရှင်ဒီမှာထည့်ပြီးမှဒီလိုခင်းပါမယ်ဒီနားလေးမှာဟိုခင်းချက်လို့ရအောင်ပေါ့နော်နည်းနည်းလေးဖြစ်ပြီးမှဒီဥစားဆိုရင်ခင်းလေးထပ်ဖို့ ready ဖြစ်လာတာပါရှင်ပြီးကြရင်ခင်းလေးထည့်ပါမယ်ပထမဆိုရင်အောက်မှာကြရင်လည်းစက်သွန်လေးခင်းမယ်ပေါ့နော်နေတော့အမိုးလေးကိုထည့်ပါမယ်နော်။ဒီလေးမှာနည်းနည်းလေးဖြည့်ပေးပါမယ်နော်။ဒီကြရင် olive oil လေးထည့်ပါမယ်ရှင်။ black pepper လေးထည့်ပါမယ်။စားလေးဖြူပါမယ်ရှင်။ကြာရင်ဒီဆန်မွန်ငါးလေးအပေါ်မှာထည့်ပါမယ်ရှင်။နှစ်ခုပေါ့နော်ဒီကနှစ်ခုကျင်ပါမယ်။နောက်တစ်ရက်ကိုဖက်ပြီးအပေါ်ကလေဒီလိုအုပ်ပေးပြီးမှဒီလက်ရွက်ကိုပေါ့နော်ဒီလိုလေးလိုက်ပြီးရလေးပေးပါမယ်ဒီမထောင်ပေါ့နော်ဒါလေးဆိုရင်กินလို့ရပါပြီရှင့်กินဆက်ထဲထည့်ပါမယ်နော်กินရုံပါပဲ10မိနစ်လောက်กินပါမယ်โอเคပြီးကြရင်ဆောက်ရုံပဲဟုတ်ပြီငါกินတာရတော့ပါပြီရှင်ဒါဆိုရင်ထုတ်ပါမယ်နော်ပြီးကြရင်ဒါလေးနဲ့ဖောက်မယ်။ဆိုရင်กินထားတဲ့ငါးလေးဖောက်ကြည့်မယ်နော်။ဝေးပြီးရတယ်။ဂျင်းလူကြီးဘလူးလေးဒန်ငါးလေးဆမ်မွန်ငါးလေးกินထားတဲ့ဟာလေးအနဲ့တော့အားမွေးမှမွေးပဲกินထားတဲ့ငါးလေးကတော့ရပါပြီအဲ့လိုဆိုနည်းနည်းအတူတူစားကြည့်ကြပါနော်ငယ်ကျုပ်လေးစားကြပါအောင်ရှင်いただきますစားပါမယ်စားလို့ရန်ကောင်းနေရှင်။ဟာ
မီဆိုနဲ့တိတ်ထားတော့လေအနဲ့လေးရတယ်မွေးနေရပဲလားဒီကမအမိုလေးနဲ့အဲ့ဒီစားကြည့်ပါမယ်ရှင်စားပါမယ်နော်ဟုတ်ကဲ့တယ်နော်တကယ်ချင်းအမိုလေးနဲ့လည်းစားတယ်မွေးနေရပဲအမိုလေးရလေဟို9ရက်ဒီအနှစ်နဲ့လေအခါလုံးကအနဲ့လေးလည်းမွေးငါလည်းစားလို့ရန်ကောင်းတကယ်ချင်းလို့လည်းဝယ်စားကြည့်ပါနော်ဘိုင်ဘိုင်